ကျွန်တော်ဒီပြောပြမှာတော့ကျွန်တော်တို့အသေးပွားမယ်စိတ်ဟက်မယ်ပြီးကစားခွင့်တွေဝင်မယ်အားလေးပဲဖြစ်ပါကဲသွားမယ်ကြာလို့GB လေးကနေပြီးတော့ဖုန်းနံပါတ်ကိုတစ်ခု copy ယူလိုက်ဗျာ copy ယူပြီးတော့အမှ friends ဝယ်ထဲတွားပြီးတော့အမှဖုန်းနံပါတ်ကိုချပြီးတော့မှရှာလိုက်ဗျာကျွန်တော်တော့ line မကောင်းတဲ့အချိန်မှာတွားလုပ်ထားပြီးလို့ညာကြားတယ် wine လေနေရမှာအဲ့လိုက်အဲ့ပြီးရင်အမှနောက်တစ်ခုကိုအဲ့လိုပဲဗျာဒီမှာ6ရက်9ရက်တော့အဲ့လိုက်ဗျာအမှအဲ့လို app ယူရလို့ရှိရင်ဒီမှာဟိုဘက်ကိုတွားလိုက်ဗျာဒီမှာအမှဟိုဘက်ကအသေးဖို့အနေအောင်လေးရပေါ်ပြီဆိုရင်အဲ့ဒါဟိုဘက်ကပေးပြီးသွားကျွန်တော်ဘက်ကပြန်ပေးရမှာပေါ့ဒါလေးအတိမှထင်ပါတယ်အဝိုင်းလေလို့ဗျာအဲ့လိုပေးပြီးသွားရင်အပေါ်ကအစင်းရအောင်တုံးလေးကိုဗျာ10ချက်15ချက်လောက်ထောက်လိုက်ထောက်ပြီးရင်အမှယူလိုက်ဗျာဘယ်နှခုတက်သွားတော့တစ်ခုတက်သွားတယ်၄ခုလာမျိုးတက်သွားတယ်နောက်တစ်နှစ်ခုညာဘယ်လောက်တက်မှာဒါတစ်ခုပဲတက်တယ်ရှော့သေးရမှာကန်ကောင်းရင်ကန်ကောင်းသလိုဗျာ10ခုအခု20လောက်ကတော့တက်တယ်တွားတော့အော်တိုအဲ့ဒါကြောင့် line error ဖြစ်ဖို့များများလေးနှိပ်ပြရတာပေါ့အစင်းရအောင်လုံးလေးကိုfriend အဲ့တဲ့အပိုင်းတွေကတိမယ်ဆိုလို့ကျွန်တော်ကြော်ထားလိုက်တယ်နော်အဲ့မှာအဲ့လိုပဲပေးပြီးတော့ဗျာအဝိုင်းလေးရောက်ဆိုတော့ ਨੇ အပေါ်က9လုံးစလုံးပဲဖြစ်ဖြစ်ဗျာ9လုံးစလုံးနှိပ်မယ်ဆိုရင်10ခေါက်5ခေါက်လောက်နှိပ်လိုက်ကဲအစင်းရောက်သလုံးမှနှိပ်မယ်ဆိုရင်တော့အစင်းရောက်လုံး10ခေါက်လောက်နှိပ်လိုက်ဗျာအမှယူကြည့်လိုက်အနည်းဆုံးနှစ်ခုကတစ်ခုမဟုတ်နှစ်ခုပေါ့ဗျာနှစ်ခုအထက်ပေါ့ကျွန်တော်ဆိုရင်တော့အခုကအသေးအခု50လမ်းပြီးတစ်ခါတက်ဘူးတယ်အဲ့နောက်ပိုင်းတော့10ခုပြီးအခု4ခုလောက်ပဲတက်တော့တယ်ကျွန်တော်ကတော့ကျွန်တော်ကြတော့ဘယ်လိုပြောမလဲတိတ်ပြီးတော့ပွားတာတိတ်ပြီးအာယုံမလာတော့လို့ပြန်အမှဆိုရင်တော့အမှဆိုကျွန်တော်ကတော့အနည်းဆုံး1000အထက်ပဲအခုတော့ brother တို့မြင်တဲ့အတိုင်းပဲ4ခု5ခုအဲ့လောက်ပဲရှိတယ်အခုကတော့ diamond hat မှာဖြစ်တဲ့အတွက်အစိမ်းရောင်ဗျာအမှယုံပုံစံနဲ့အစိမ်းရောင်တွေဝင်ပြီးတော့အမှအပေါ်ဆုံးအခန်းဝင်လိုက်ညာအမှဒီမှာတော့အသေး3ခုလို့ပြထားပြီမဲ့ original server မှာကျတော့အသေး6ခုဖြစ်သွားပြီဗျာ upgrade တင်လိုက်တော့အဲ့ဒါကိုအကြောင်းမို့ဒီမှာတော့အသေး3ခုကုန်မှာမို့အသေး6ခုကုန်သွားလိမ့်မယ်ဗျာအသေး6ခုကုန်ပြီးတော့ diamond တော့1500ရပါအဲ့လိုပဲအဲ့ဒါကျွန်တော်လဲလိုက်မယ်နော်အမှရှိတဲ့အကုန်လုံးရှိရတယ်လဲလိုက်မယ်ဒီမှာဗျာအမှကတိကတလီနဲ့အတိုင်းမောအသေးက9ခုပဲရှိတော့တော်လေးရဲ့တယောက်ကကျန်လေးလို့မှယူလိုက်ရဘယ်လောက်တက်သွားမှမသိခါတိုင်းလိုပုံမှန်လိုပဲအဘောအလုံးနေနှိပ်လိုက်ပြီးအစင်းရောက်လေးနှိပ်လိုက်ဘယ်လောက်ရအောင်10ခုတော့ရပါတော့ဆိုးပါမှကျွန်တော်ပြန်သွားမယ်အစင်းရောက်အခန်းထဲဝင်အမအပေါ်ဆုံးအခန်းကိုနှိပ်အမအသေး6ခုပေးလိုက်အမဒိုင်းမောကတော့1500ရမယ်ပြီးဒါပြီးကျွန်တော်တို့ကစားကောက်တောင်းမယ်ဆိုတော့အမစတိုးထဲဝင်ရမယ်ဟုတ်တယ်ပြီးရင်အမ energy box ဆိုတာရှိတယ်အဲ့ဒါက diamond 200ဆိုရင်ကစားခွင့်ရ5ခုရတယ်အဲ့ကျွန်တော်လဲပြမယ်နော်800လောက်ထိရမိတယ်ဆိုတော့လဲလိုက်ခါတလေတော့အဝိုင်းလေတာကြားတယ်ဗျာတလားအဲ့အကြောင်းမို့ဗျာအဲ့ဒါပဲဘာလို့စောင့်လိုက်ပါလို့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဗျာ